ဟုတ်ကဲ့ပါကျွန်တော်တို့ခုတွားရောက်နေတာကတော့မန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့နယ်ပကံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ပြတ်သက်ကြီးဖျားကိုပဲဖြစ်ပါတယ်ဒီပြတ်သက်ကြီးဖျားဟာဆိုရင်ကြစွာမင်းတရားကြီးက AD 1949ခုနှစ်မှာစတင်တည်ထားကိုးကွယ်ခဲ့တာပဲဖြစ်ပါတယ်ကွန်းတောင်ပေါက်နှစ်ဆင့်လှိုင်ကူအမျိုးအစားဖျားလည်းဖြစ်ပါတယ်ခင်ဗျာကြစွာမင်းတရားကြီးဟာဆိုရင်မြည်သည့်အယူတဲမှုမျိုးမှမရှိဘူးဟုတတ်မှတ်ခါဒီပြတ်သက်ကြီးဖျားကိုပြတ်တရာနေ့တွေမှာပဲစတင်တိဆောက်ခဲ့လှူဒန်းခဲ့တဲ့အတွက်ပြတ်တရာဖျားဟုမူလကခေါ်ဆိုခဲ့ကြပါတယ်။ကြောက်စွာမင်းတရားကြီးဟာတီဟိုကျွန်းပြန်ဓမ္မတိရိမထေမြတ်အားရည်စူးပြီးတော့ဒီပြတ်တရာဖျားခေါ်ပြတ်သက်ကြီးဖျားကိုတိဆောက်လှူဒန်းခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။သို့တော်လဲစိတ်မကောင်းစွာဖြင့်ကြစွာမင်းတရားကြီးဟာဖျားကြီးတိဆောက်ပြီးစီးတဲ့အထိတက်ရှိထင်ရှားမရှိခဲ့ပဲနဲ့နေရဆန်ကန်တော်ကုန်ခဲ့ပါတယ်ခင်ဗျာထို့နောက်နှောင်းလူများကပြတ်တရာဖျားဟုခေါ်ဆိုရမှာနမိမကောင်းဟုယူဆ၍ပြတ်သက်ကြီးဖျားဟုယခုအခီလူများသိကြတဲ့အတိုင်းပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်ပြတ်တရာဖျားခေါ်ပြတ်သက်ကြီးဖျားဟာပကံကိုတွားမယ်ဆိုရင်လူကြီးမင်းတို့ပေးသမျှအားလုံးတပန်ကြီးဖျားစူလာမဏိဖျားစတဲ့ဖျားတွေကိုတွားတဲ့လမ်းပေါ်မှာတည်ရှိပါတယ်အများစုပကံမိန်းလမ်းမကြီးကနေတွားမယ်ဆိုရင်တပန်ကြီးဖျားကိုဥစွာတွေ့ရပါမယ်တပန်ကြီးဖျားကနေဆက်လက်ထွက်ခေါ်သွားမယ်ဆိုပါကစူလာမဏိဖျားကိုတွေ့ရမှာဖြစ်ပြီးတော့စူလာမဏိဖျားရဲ့ဝင်ပေါက်ဝါနာမှာပြတ်သက်ကြီးဖျားသူဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ထိုဆိုင်းဘုတ်လေးအတိုင်းဆက်လက်မောင်းနေလိုက်ပါကယခုပုံမှာမြင်တွေ့ရတဲ့အတိုင်းပြတ်သက်ကြီးဖျားကိုရောက်ရှိမှာပဲဖြစ်ပါတယ်ဒီပြတ်သက်ကြီးဖျားဟာဆိုရင်ကျွန်တော်တို့လူအများစုသိအောင်မှတ်မိအောင်ပြောရရင်ကျုံဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာအဓိကရိုက်ကူးထားတဲ့နေရာလည်းဖြစ်ပါတယ်။နောက်ပြီးတော့ဆိုင်ခန့်လန်နေတိုဝင်းမုံရွှေကြီးနိုင်ငံသားမင်းသမီးထိုင်းမင်းသမီးလေးတို့နဲ့ရိုက်ကူးထားတဲ့ဘန်ကောက်တူမန္တလေးရုပ်ရှင်ဇာတ်ကားကြီးမှာလည်းဒီပြတ်သက်ကြီးဖျားကိုလှပခမ်းနားစွာရိုက်ကူးခဲ့ပါတယ်ဒါကတော့ပြတ်သက်ကြီးဖျားနဲ့ပတ်သက်တဲ့မြန်မာရုပ်ရှင်မှတ်တမ်းတွေကိုလက်ရှိလက်တလောမှာကျွန်တော်ပြပြပေးတော့တာဖြစ်ပါတယ်ဗကံမှာဆိုရင်ဒီပြတ်သက်ကြီးဖျားကနေနေဝင်ချိန်စမ်းဆက်ကိုကြည့်ရတာကိုနိုင်ငံသားများကတအားကြိုက်နှစ်သက်ကြပါတယ်ပြီးတော့ပြတ်သက်ကြီးဖျားပေါ်ကနေကြည့်ရတဲ့စမ်းဆက်အရသာကလည်းအလွန်တရာမှကိုခန်းစားတက်ဝင်လို့ကောင်းလာပါတယ်သို့ပေမဲ့ပြတ်သက်ကြီးဖျားရဲ့တိဆောက်ထားတဲ့နှစ်တရာနှစ်ထောင်ချီနီးပါးဖြစ်နေပြီဖြစ်တဲ့အတွက်ဖျားကြီးရဲ့ရေရှည်ခိုင်ခန့်မှုကိုငဲ့ကွက်သောအဖြစ်နောက်ပိုင်းမှာဖျားရဲ့အပေါ်ပစ္စယံကိုတယောက်ခွင့်မပေးတော့ပဲတကားဖြစ်ပိတ်ထားခဲ့တဲ့အတွက်ပြတ်သက်ကြီးဖျားကိုလာရောက်ဖူးမြော်သူတွေနေပါသွားတော့ကိုလည်းတွေ့ရှိရပါတယ်ခင်ဗျာတို့ပြန်မယ်လေပြတ်သက်ကြီးဖျားရဲ့မျက်နှာစာဘက်မှာရှုမြော်ခင်းကြည့်တောင်ကုန်းဆိုပြီးတော့တောင်ကုန်းလေးများကိုလည်းဆောက်လုပ်ပေးထားတဲ့အတွက်ထိုတောင်ကုန်းလေးများမှာဆိုရင်လည်းညနေဘက်မှာလူအများစုရှုမြော်ခင်းများကိုကြည့်ရှုတာကိုလေ့လာသိရှိရမှာဖြစ်ပါတယ်ဒါကတော့ပြတ်သက်ကြီးဖျားမှာတည်ထားခဲ့တဲ့ဖျားတွေရဲ့ကြီးညိုဝယ်ရအစင်းသဏ္ဍာန်များပဲဖြစ်ပါတယ်အခုပြသမယ့်နေရာကတော့ပြတ်သက်ကြီးဖျားဟာဘာကြောင့်လူအများတွားကြတယ်ဘလို့အချက်လက်တွေကြောင့်လူများတွားကြတယ်ဆိုတဲ့အရာကိုပြသခြင်းနဲ့မဟုတ်ဘူးပဲဖြစ်ပါတယ်ဒီမဟုတ်ဦးကြီးပြီးတဲ့အထိကြစွာမင်းတရားကြီးကမတိဆောက်နိုင်ခဲ့ပါဘူးဒီမဟုတ်ဦးမှာဆိုရင်ဖြစ်ပြတ်သက်ကြီးဖျားကိုရောက်ရှိတဲ့လူအပေါင်းကအမြဲမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးလေးရှိပါတယ်ဒီမဟုတ်ဦးရဲ့အမျိုးအစားကလည်းပကံမှာရှိတဲ့တခြားသောဖျားများနဲ့မတူညီတဲ့အတွက်လည်းပြတ်သက်ကြီးဖျားမှာလာရောက်ပြီးတော့အလှပုံဓာတ်ပုံများကိုရိုက်ကူးတာကိုလည်းဖြစ်ကြပါတယ်လူကြီးမင်းတို့အနေနဲ့ယခုတွေ့မြင်ရတဲ့ပြတ်သက်ကြီးဖျားကိုတွားမယ်ဆိုရင်
ဥစွာပထမဓမန်ကြီးတို့ဆိုတဲ့နေရာကိုတွိုင်ထောက်ရပါမယ်ဓမန်ကြီးဖျားကိုမဝင်ဝါပဲနဲ့ဆက်လက်ကြော်သွားပါကမောင်းနှင်သွားပါကဆူလာမဏိဖျားကိုတွေ့မြင်မှာဖြစ်ပြီးဆူလာမဏိဖျားဝင်ပေါဝနာမှာအထူးသဖြင့်ညာချမ်းမှာဆိုရင်ပြတ်သက်ကြီးဖျားတို့ဆိုတဲ့ဆိုင်းဘုတ်လေးတွေ့မြင်မှာဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်ကလူကြီးမင်းတို့ကိုယ်တိုင်ကိုကြပြတ်သက်ကြီးဖျားကိုလှည့်လည်ဖူးမြော်ရတယ်လို့ခံစားရစေရန်ရည်ရွယ်ပြီးတော့မှဖျားရဲ့ရင်မြင်တော့အတွင်းဘက်ချမ်းကို၎င်းအပြင်ဘက်ချမ်းကို၎င်းလှည့်လည်ရိုက်ကူးတင်ဆက်ပြသပေးနေတာပဲဖြစ်ပါတယ်ကိုယ်တိုင်ကိုကြပကံကိုမတွားရောက်နိုင်တဲ့သူများတွားရောက်ဖို့အခွင့်အခါမကြုံသေးတဲ့အတွက်မတွားရောက်လဲပတ်နိုင်သူများတက်ကြီးရွယ်ကိုအဖိုးအဖွားများတို့မဟုတ်နိုင်ငံရခြားမှာရှိသောကြောင့်ပကံကိုလာရောက်ဖူးမြော်ဖို့ခက်ခဲနေတဲ့လူအပေါင်းဗမာတို့မဟုတ်တခြားသောဘာသာပေါင်းတို့ကဘာအနှံ့ကလူများအပေါင်းပြတ်သက်ကြီးဖျားကိုကိုယ်တိုင်ကိုချရောက်ရှိသွားသလိုခံစားနိုင်စေရန်ရည်ရွယ်ပြီးတော့ကျွန်တော်တို့ New Challenges Travel Management Solution ကအခုလိုဖျားတစ်ပတ်ဗမှန်းခံပြီးတော့ရိုက်ကူးတင်ဆက်ပေးနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာဤကဲ့သို့စေဒီပထိုးများပကံဖျားများနဲ့ပတ်သက်တဲ့တမိုင်းကြောင်းများကိုမှတ်သားလေ့လာသိရှိလိုပါကကျွန်တော်တို့ရဲ့ New Challenges Travel Management Solution Facebook page လေးနဲ့ YouTube channel တို့ကို like and subscribe လုပ်ပေးခြင်းဖြင့်ပရိသတ်များအားလုံးဘူးတုတများတိုးပွားစေမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ပြတ်တိကြီးဖရာရဲ့အမှုပညာလက်ရာများအုတ်အမိုးများအခုံးများအမိုးကုန်းများအုတ်ချက်များရှေးဗမာဘရင်တို့ဤတရားတရားနဲ့ရှေးဘိတုကလက်ရာပညာရှင်တို့ဤအမှုပညာလက်ရာများကိုခန်းစားလဲပါအောင်လို့ပြောကြရင်နဲ့ကျွန်တော်ရဲ့စီစဉ်ရိုက်ကူးတင်ဆက်နေမှုကိုဒီမှာပဲရနာဝင်ပြုပါခင်ဗျာကျွန်တော်ရဲ့ချစ်ပိတ်သက်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးတော့စီးပွားရေးများငွေကြေးများဒီအလားတိုးတက်ပါစေလို့မေတ္တာစေတနာအရင်ခံပြီးတော့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာတရားတည်နေတာ